တရုတ်နိုင်ငံမှာတစ်လအတွင်းကိုဗစ်လူနာ9,200,000ကျော်တွေ့ခဲ့တယ်ဒီတော့ဒီကနန်းနေရဘာလို့ဆိုလို့နေသလဲဒီ9,200,000ဆိုတဲ့ပမာဏမြန်မာနိုင်ငံနဲ့ရှင်ကြည့်ရင်ဘယ်လောက်များလဲဘယ်သူတွေသတိထားရမလဲစတဲ့မေခွန်းနေရဲ့အဖြေကိုစက်ကြည့်လိုက်အောင်ပြီးခဲ့တဲ့ဇူလိုင်လတစ်လထဲမှာတရုတ်နိုင်ငံမှာကိုဗစ်ရောဂါအတည်ပြုလူနာပေါင်း9,200,200 ကျော်ရှိပါတယ်လူ9,000,000 ကျော်ဆိုတာမြန်မာနိုင်ငံမှာဆိုရင်မြို့ကြီးတစ်မြို့စာအသာလေးရှိတယ်ဥပမာပြောရရင်ရန်ကုန်မြို့ရဲ့ဆိုရင်10ပုံတစ်ပုံလောက်မန္တလေးမြို့ရဲ့3ပုံတစ်ပုံလောက်ပဲခူးတို့နေပြည်တော်တို့မှာဆိုရင်လူ4သိန်းပတ်ချာလေပဲရှိတယ်လို့သိရတဲ့အတွက်ပဲခူးတို့နေပြည်တော်တို့ထက်ဆိုရင်ပိုတောင်ကြီးသေးတယ်ဒီလောက်မြို့ကြီးတစ်မြို့လုံးမှာရှိတဲ့လူအကုန်လုံးကူးစက်ခံလိုက်ရတဲ့သဘောပါနောက်ပြီးပိုပြီးစိတ်ဝင်စားစရာကောင်းတာဒီ9,200,000ဆိုတဲ့ကဏ္ဍတစ်နှစ်လုံးစာမှာဖြစ်တာမဟုတ်ပါဘူးဇူလိုင်လတစ်လထဲမှာဖြစ်တာပါဇွန်လမှာကိုဗစ်ဖြစ်တဲ့လူနာ8,000 ဝန်းကျင်ကနေဇူလိုင်လမှာ9,200,000 ကျော်အထိဆိုတော့ပြောရရင်6ဆကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်ဒီကာလအတွင်းမှာဆိုရင်ရာသီတုပ်ကွေးထဲတောင်မှာကိုဗစ်လူနာတွေကိုပို့ပြီးတော့တွေ့ရတယ်လို့ကိန်းဂဏန်းတွေကညွှန်ပြနေပါတယ်အခုဖြစ်နေတဲ့ COVID case တွေကိုစစ်ဆေးကြည့်တဲ့အခါမှာ Omicron virus ကအဓိကဖြစ်ပါတယ်အခုလိုအခြေအနေမှာအထူးသတိထားရမယ့်လူတွေကတော့ကလေးငယ်တွေတက်ကြီးရွယ်တွေစီးကျူနှလုံးသွေးတူအစရှိသဖြင့်ယောဂအခံရှိသူတွေပါဘာဖြစ်လို့လဲဆိုတော့သူတို့တွေမှာကိုဗစ်ဖြစ်ရင်ပြင်းထန်တဲ့အခြေအနေ severe case ဖြစ်နိုင်ခြေများလို့ပါဒါပေမဲ့အခုလက်ရှိအချိန်ထိတရုတ် CDC ကထုတ်ပြန်ထားတာကတော့လူ9,000,000 ကျော်ကူးစက်ခံထားရပေမဲ့489 ယောက်ကသာပြင်းထန်တဲ့အခြေအနေဖြစ်နေတာဖြစ်ပြီးတော့တယောက်သာသေဆုံးမှုရှိပါသေးတယ်အများစုကလည်းလက္ခဏာပြော့တဲ့ကိုဗစ်တွေဖြစ်နေပါတယ်အခုတွေ့ရှိရတဲ့တော့ကလည်း Omicron virus ဆိုတော့ဖြစ်နေတာကြာနေပြီဖြစ်တဲ့ virus ပါအရန်ပြင်းထန်တဲ့ကုသရခက်တဲ့မျိုးစိတ်ကွဲအသစ်ပေါ်လာတာမျိုးမဟုတ်ပါဘူးဒါဆိုကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ဘာလုပ်ရမလဲအရင်မကြောက်ပါနဲ့ panic မဖြစ်ပါနဲ့ဒါပေမဲ့သတိရှိပါဖျားမယ်ချောင်းဆိုးမယ်လေချောင်းနာမယ်နှာစေးမယ်စတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာတွေတွေ့ရပြီဆိုရင်တခြားလူတွေနဲ့ထိတွေ့မှုဆက်ဆံမှုကိုလျှော့ချပါအာဟာရပြည့်ဝအောင်စားပါရေဓာတ်လုံလောက်တော့မှာအေးဝါအေးပါအကယ်၍ယောဂလက္ခဏာတွေမသက်သာဘူးဆိုရင်နီးစပ်ရာဆရာဝန်နဲ့အမြန်ဆုံးတွားရောက်တိုင်ပင်ပါကျန်တာတွေကတော့အားလုံးသိတဲ့အတိုင်းပါပဲလက်ဆေးရမယ် mask တပ်ရမယ်ဖြစ်နိုင်ရင်အပြင်မထွက်ပါနဲ့လူစုလူဝေးရှောင်ရှားပါကဲဒါဆိုမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဗစ်ကပ်ဘေးကနေကင်းဝေးကြပါသေးခင်ဗျာနောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆောင်ကြတာပေါ့